စီးသွားတဲ့အခါမှာစီးထဲမှာအမြုပ်တွေအများကြီးထားနေတာကိုတတိထားမိဖူးပါတလားအားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့စီးအမြုပ်ထခြင်းနဲ့ဆက်နိုင်တဲ့တတိထားသိတဲ့ယောဂ၃မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်စီးသွားတဲ့အခါစီးထဲမှာအမြုပ်တွေအများကြီးထားနေတာကိုတတိထားမိဖူးပါတလားတခါတလေမှာအမြုပ်တွေကခဏလေးနဲ့ပျောက်သွားတတ်ပါတယ်ဒါပေမဲ့တချို့လူတွေမှာတော့အမြုပ်တွေကအချိန်တော်ကြာတဲ့အထိမပြောက်ပဲရှိနေတတ်ပါတယ်လူအများစုကတော့ဒါဟာပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ထင်တတ်ကြပါတယ်ဒါပေမဲ့စီးအမြုပ်ထားတာမကြာခဏဖြစ်လာပြီးအမြုပ်တွေကအလွယ်တကူမပြောက်ဘူးဆိုရင်ခန္ဓာကိုယ်မှာမူမမှန်တာတစ်ခုခုရှိနေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဒီတော့စီးအမြုပ်ထခြင်းနဲ့ဆက်နိုင်တဲ့တတိထားသိတဲ့ယောဂ၃မျိုးအကြောင်းကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကြောက်ကက်ယောဂနဲ့စီးထဲမှာပရိုတင်းဓာတ်ပါလာခြင်းစီးအမြုပ်ထခြင်းနဲ့ပတ်သက်ပြီးအထူးတတိထားသိတဲ့အကြောင်းအရင်းတွေထဲမှာကြောက်ကက်နဲ့ပတ်သက်တဲ့ပြဿနာတွေပါဝင်ပါတယ်ပုံမှန်အားဖြင့်ကြောက်ကက်ဟာသွေးထဲကအမြင့်အကျေးတွေကိုစစ်ထုတ်ပြီးစီးအဖြစ်ခန္ဓာကိုယ်ပြင်ပကိုဖယ်ရှားပေးပါတယ်တစ်ချိန်တည်းမှာပဲခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းဓာတ်တွေကိုစီးထဲမပါသွားအောင်ထိမ့်သိမ်းပေးပါတယ်ဒါပေမဲ့ကြောက်ကက်ရဲ့စစ်ထုတ်တဲ့အပိုင်းမှာပြဿနာဖြစ်လာရင်ပရိုတင်းဓာတ်တွေစီးထဲကိုပုံမှန်ထက်ပိုပြီးပါလာနိုင်ပါတယ်အထူးသဖြင့်အယ်ဘူမင်လိုပရိုတင်းဓာတ်တွေစီးထဲမှာပိုများလာရင်စီးအမြုပ်ထခြင်းနဲ့ဆက်နိုင်ပါတယ်စီးအမြုပ်တွေမကြာခဏထားလာတာအမြုပ်တွေအချိန်ကြာတဲ့အထိမပြောက်တာအပြင်ခြေထောက်လက်မျက်နှာဒါမှမဟုတ်မျက်လုံးပတ်ဝန်းကျင်မှာရောင်ရမ်းတာတွေပါတွေ့ရတယ်ဆိုရင်ဆရာဝန်နဲ့ပြသပြီးကြောက်ကက်လှုပ်ဆောင်ချက်နဲ့စီးထဲကပရိုတင်းဓာတ်ကိုစစ်ဆေးသိပါတယ်နံပါတ်2အချက်ကစီးချိုယောဂစီးချိုယောဂဟာလည်းကြောက်ကက်ကိုထိခိုက်စေနိုင်တဲ့အရေးကြီးတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်အထူးသဖြင့်သွေးတွင်းတကြားဓာတ်မြင့်နေတဲ့အခြေအနေကိုအချိန်ကြာမြင့်စွာထိန်းချုပ်မထားနိုင်ရင်ကြောက်ကက်ရဲ့စစ်ထုတ်မှုစနစ်ကိုထိခိုက်စေနိုင်ပါတယ်ကြောက်ကက်ထိခိုက်လာတဲ့အခါစီးထဲမှာပရိုတင်းဓာတ်ပါလာနိုင်ပြီးစီးအမြုပ်ထတာကိုလည်းတွေးရနိုင်ပါတယ်ဒါကြောင့်စီးချိုယောဂရှိပြီးသားသူတယောက်မှာစီးအမြုပ်ထတာမကြာခဏဖြစ်လာတဲ့ဆိုရင်ပေါ်ပေါ်သဆမနေသင့်ပါဘူးစီးစစ်ဆေးခြင်းနဲ့တွေးစစ်ဆေးခြင်းတွေကိုပုံမှန်ပြုလုပ်ပေးခြင်းကကြောက်ကက်မှာဖြစ်လာနိုင်တဲ့ပြဿနာတွေကိုအစောပိုင်းမှာရှာဖွေတွေ့ရှိနိုင်ဖို့အထောက်အကူပြုပါတယ်နံပါတ်3အချက်ကသွေးတိုးယောဂလူအများစုမသိသေးတဲ့အချက်တစ်ခုကတော့သွေးတိုးယောဂဟာလည်းကြောက်ကက်ကိုထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်သွေးပေါင်ချိန်မြင့်မားနေတဲ့အခြေအနေကိုအချိန်ကြာမြင့်စွာမထိန်းချုပ်ထားနိုင်ရင်သွေးကြောနဲ့ကြောက်ကက်ရဲ့စစ်ထုတ်တဲ့အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်အဲဒီလိုဖြစ်လာတဲ့အခါစီးထဲမှာပရိုတင်းဓာတ်ပါလာနိုင်ပါတယ်တစ်ဖက်မှာလည်းကြောက်ကက်လှုပ်ဆောင်ချက်ကျဆင်းလာတဲ့အခါသွေးပေါင်ချိန်ကိုထိချုပ်ရပိုခက်လာနိုင်ပါတယ်ဒါကြောင့်သွေးတိုးယောဂရှိသူတွေဟာသွေးပေါင်ချိန်ကိုပုံမှန်စောင့်ကြည့်ပြီးကြောက်ကက်ကျန်းမာရေးကိုလည်းပုံမှန်စစ်ဆေးသင့်ပါတယ်ဒါပေမဲ့တတိထားရမယ့်အချက်တစ်ခုရှိပါတယ်စီးအမြုပ်ထတိုင်းယောဂကြီးတစ်ခုရှိနေပြီလို့မဆိုလိုပါဘူးစီးသွားတဲ့အရှိန်ပြင်းတာစီးအိမ်ထဲမှာရှိနေတဲ့ရေနဲ့စီးတွေထိတွေ့တဲ့ပုံစံကြောင့်အမြုပ်ထားတာဒါမှမဟုတ်ရေဓာတ်နဲနေတဲ့အချိန်မှာစီးအရန်သွားတာကြောင့်လည်းစီးအမြုပ်ထားနိုင်ပါတယ်ဒါကြောင့်တစ်ချိန်တည်းစီးအမြုပ်ထားတာနဲ့အလော်အမင်းစိုးရိမ်စရာမလိုပါဘူးအရေးကြီးတာကမကြာခဏဖြစ်သလားအချိန်ကြာဆက်ဖြစ်နေသလားတခြားလက္ခဏာတွေပါလာသလားဆိုတာကိုတတိထားဖို့လိုပါတယ်စီးအမြုပ်ထားတာထက်ခါဖြစ်နေတယ်အမြုပ်တွေကအချိန်ကြာတဲ့အထိမပြောင်းဘူးခြေထောက်နဲ့ခန္ဓာကိုယ်မှာရောင်ရမ်းလာတယ်စီးသွားပုံပြောင်းလဲလာတယ်မောပန်းလွယ်လာတယ်ဆိုရင်ဆရာဝန်နဲ့တွားရောက်စစ်ဆေးသင့်ပါတယ်အထူးသဖြင့်စီးချိုယောဂဒါမှမဟုတ်တွေးတိုးယောဂရှိပြီးသားသူတွေဆိုရင်ပိုပြီးတတိထားသင့်ပါတယ်ဆရာဝန်ကစီးစစ်ဆေးပြီးစီးထဲမှာပရိုတင်းနဲ့ပါဝင်မှုရှိမရှိစစ်ဆေးနိုင်ပါတယ်လိုအပ်ရင်တွေးစစ်ဆေးပြီးကြောက်ကက်ရဲ့လှုပ်ဆောင်ချက်ကိုလည်းစစ်ဆေးနိုင်ပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့
ဈေးအမြုပ်ထားတာတခါတလေဖြစ်ယုံနဲ့ကြောက်ကက်ယောဂါရှိနေပြီလို့မဆိုနိုင်ပါဘူးဒါပေမဲ့ဈေးအမြုပ်ထားတာမကြာခဏဖြစ်နေပြီးအချိန်ကြာတဲ့အထိမပြောင်းဘူးဆိုရင်တော့လက်ယူမရှုသေးပါဘူးအထူးသဖြင့်ကြောက်ကက်ယောဂါဈေးချိုယောဂါနဲ့သွေးတိုးယောဂါတွေနဲ့ဆက်ဆက်နေတာကြောင့်လိုအပ်ရင်စောစောစစ်ဆေးသင့်ပါတယ်မှတ်ထားရမယ်တစ်ခုကတော့တခါတည်းအမြုပ်ထားတာနဲ့မစိုးရိမ်ပါနဲ့ဒါပေမဲ့မကြာခဏအမြုပ်ထားနေတယ်ဆိုရင်တော့လက်လူမရှုပဲဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင့်ပါတယ်ယောဂါတွေကိုစောစောသိရှိပြီးစောစောကုသနိုင်လေနောက်ဆက်တွဲပြဿနာတွေကိုကာကွယ်နိုင်ဖို့အခွင့်အရေးပိုကောင်းလေဖြစ်ပါတယ်ဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘဆွေမျိုးတငယ်ချင်းများနဲ့ညီနေကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ